မှာကုသိုလ်ရိတ်ခါစုဆောင်ပါအချိန်ကိုဖြုတ်ကြတော့လူဘဝဆိုတာခဏလေးပါခိတခဏလေးအချိန်မှာဒါနသီလဘာဝနာစုဆောင်ထားကြပါမသေးခင်ခဏလေးအချိန်မှာအတိတရားများစွာရကြပါခဲ့လာတဲ့လူဘဝမှာကုသိုလ်ရိတ်ခါစုဆောင်ပါအချိန်ကိုဖြုတ်ကြတော့လူဘဝဆိုတာခဏလေးပါခိတခဏလေးအချိန်မှာဒါနသီလဘာဝနာစုဆောင်ထားကြပါမသေးခင်ခဏလေးအချိန်မှာအတိတရားများစွာရကြပါဒါကြောင့်မို့တတဝါတွေစင်ကြင်ကြပါဗျာရခဲ့လာတဲ့လူဘဝမှာကုသိုလ်ရိတ်ခါစုဆောင်ပါဘဝဆိုတာခဏလေးပဲနေကြရမှာပါလူပိတစွာနေရမှာအကောင်းဆုံးပြင်ဆင်ပြီးတန်တရားပြီးကလူမြောက်မှာသိမဦးခင်ညာဦးစွာကောင်းကြညာဖြစ်ထုံးစီမှာပါစင်ရဲ့ခတ်တဲ့လူမြောက်ကြမှာပါခဲ့လာတဲ့လူဘဝမှာကုသိုလ်ရိတ်ခါစုဆောင်ပါအချိန်ကိုဖြုတ်ကြတော့လူဘဝဆိုတာခဏလေးပါခိတခဏလေးအချိန်မှာဒါနသီလဘာဝနာစုဆောင်ထားကြပါမသေးခင်ခဏလေးအချိန်မှာအတိတရားများစွာရကြပါဒါကြောင့်မို့တတဝါ